ဒီနေ့နဲ့ငါနဲ့လက်မထိုးတာ3 လပြည့်ပြီဟာဟမ်အချိန်ကြီးအဲ့တော့ကြာကုန်ပြီဟာဟုတ်လားဟုတ်တယ်လေခုမှဟာရီခင်နေလာလောက်နေနဲ့ထမင်္ဂလာဆောင်တော့သွားပြင်ကြဒါပေမဲ့လေငါဒီနေ့ချိန်ထားအလေးရှိကိုအဲ့ဒါမနေ့ပြန်ကြမှာနေပြန်လာခဲ့ပါနော်အေးပြီးရောပြောလိုက်ချင်လက်ပြန်တော့စင်းစင်းပြောင်းလို့ဆောင်နော်ဖိတ်စာရွေးရမှာလေရိုးသားသမီးဝတ်ဆောင်ပြရမှာလေမှာအများကြီးပဲအေးပါသူမကိုရှောင်းပေါင်းနေတာအားရနာချင်းစီလားငါလေမြို့အပြောချမ်းအဆူရင်လည်းမြင်းမချမ်းလို့ထင်တာလည်းချစ်တတ်တာငါတော့ခုမှချစ်တာမဟုတ်တာဟာငါနဲ့မင်္ဂလာဆောင်မှုပတ်သက်တော့တာဟမ်မင်းထမင်းမစားသေးဘူးဆိုတော့ငါပေးလိုက်တဲ့ပတ်သက်တဲ့တရားဒီလိုမျိုးလက်ထပ်ဖို့တော့အရင်ကဖြစ်နေတာမဟုတ်လားဟမ်ဟာပါတက်နိုင်မှာမဟုတ်လို့လေဟာဒီလိုကိုချစ်တဲ့ဆိုဒီဒုက္ခမြောက်ကာကွယ်ပြရမှာအဲ့ဒါဆိုငါတို့ဆုံးရှုံး